မြန်မာနိုင်ငံလုံးဆိုင်ရာရွှေညောဣစ္ဆာတရားမဟိတိစီကိုင်းတော်မြတ်ကြီးရဲ့ဤကျမ်းသောဤတခုစီတိုးဆိုတဲ့ခေါင်းစဉ်နဲ့ဖွဲ့စည်းခဲ့တဲ့ရွှေညောပရိဒတ်ဖွဲ့ပါဗျာဒီဖွဲ့ကိုတည်ထောင်ထားတဲ့ခေါင်းဆောင်ကြသောဆရာများကတော့ဆရာမင်းမဟာမန္တလေးမြို့ဆရာဦးထင်လင်းကျော်ရန်ကုန်ဆရာကြီးဦးသက်ညွန့်ရန်ကုန်ဆရာဦးသိန်းစောထွန်းမှုတော်နဲ့ဆရာဦးသက်ဦးမဟာရန်ကုန်ရွှေမြို့တော်တို့ဖြစ်ပါတယ်အားလုံးသောဒီဖွဲ့ကြီးဟာထာဝရရေရှည်တည်တံ့ခိုင်မြဲပါစေလို့ဆုတောင်းမေတ္တာပေးပို့ခဲ့ပါတယ်ဗျာLet's